ဟုတ်ချင်လဲဟုတ်မဟုတ်ချင်လဲမဟုတ်ဘူးမဟုတ်ပါဘူးမဟုတ်ဘူးလို့ပြောလိုက်တရားရဲ့စကားပြောရဲ့အဆုံးသက်လေးတွေအစကလေးတွေအစချီတဲ့နေရာလေးတွေကပြင်လို့မရတဲ့အရာတွေရှိတချို့အယုတ်တွေရဲ့မျက်လုံးကိုကြည့်ကြည့်လိုက်တချို့တွေကအကြီးတွေတဲ့တီးလေးတွေဝင်သူတို့ရဲ့မျက်လုံးကဘိုင်းလောက်မှာပဲရှိတယ်သူကအဓိကအပြ body language ကိုကြည့်လိုက်လေ body လုံးနေအပေါ်ကခေါင်းမလို့ရဲ့ body ကဒီအရက်ကိုခတ်မှန်လို့ရတယ်ဒါကိုပြောပြဘယ်သူပြောလဲဟုတ်ပါတာဗိုက်တာမင်ပါတာကျွန်တော်မပါဘူးမဟုတ်ဘူးတချို့ကလေဟိုမခံမှန်းတတ်ကြတာတချို့ကဟိုအေးရုပ်ကြီးတွေတဲ့တီးလေးတွေဝင်ပြီးတော့ဒီလိုကင်မြောက်ပြီးဘိုက်လောက်မှမျက်လုံးရှိတယ်အဲ့ဒါသတိထား no မပြောနဲ့လို့မှားတာလေဟုတ်တယ်မပြောနဲ့တဲ့မပြောအောင်လေကျွန်တော်တော့ဟိုညာနဲ့မောင်လေးသဘောကျရှင်းလည်းပြမှာပေါ့မပြောနဲ့လို့ပြောတာသိတယ်ကျွန်တော်သိတယ်ဘသူဆိုတာကိုသိတယ်ကျွန်တော်ဒါပေမဲ့မပြောနဲ့လို့ပြောတာဘသူလဲကျွန်တော်ပြပြမယ်အတန်ရဲ့အစเนาะအလဲအဆုံးသက်လေးတွေနားထောင်ကြည့်เนาะအမားတို့နေတိုင်း view နေတဲ့သူတွေကြီးပဲလားလုံးဝအမားတို့အများဆုံး view ခံတဲ့သူတွေ3-4ယောက်ပါလူတစ်ယောက်ရဲ့စကားပြောရဲ့အဆုံးသက်လေးတွေအစကလေးတွေအစချီတဲ့နေရာလေးတွေကပြင်လို့မရတဲ့အရာတွေရှိတယ်အဲ့ဒါလေးကိုလိုက်ပြီးတော့ဖမ်းထားအောင်ကြည့်တာတချို့အယုတ်တွေရဲ့မျက်လုံးကိုကြည့်ကြည့်လိုက်တချို့တွေကအကြီးတွေတဲ့တီးလေးတွေဝင်သူတို့ရဲ့မျက်လုံးကဘိုင်းလောက်မှာပဲရှိတယ်သူကအဓိကအပြ body language ကိုကြည့်လိုက်လေ body လုံးနေအပေါ်ကခေါင်းမလို့ရဲ့ body ကဒီအရက်ကိုခတ်မှန်လို့ရတယ်ဒါကိုပြောပြအောင်တော့မပြောနဲ့လို့ပြောတာပြောလိုက်ရင်စိတ်ဝင်စားဖို့မကောင်းတော့အေးပေါ်မားလာတော့ပြိတ္တတွေတော့ပြောမှာပေါ့ဟုတ်ချင်လဲဟုတ်မဟုတ်ချင်လဲမဟုတ်ပါဘူးမဟုတ်ဘူးလို့ပြောလိုက်ဒါကိုအတွက်ကျေးဇူးရှိခဲ့ဘူးသူကျွန်တော်ဒါကျေးဇူးရှင်ပေါ့နော်ကျွန်တော်တို့နုပညာရှင်တွေလည်းဆိုအများနဲ့မကင်းပါဘူးဒီနေ့ဒီချိန်လေးလည်းမကင်းဘူးပေါ့နော်ဆိုတော့တက်ကြီးပူဇော်ပွဲလေးမှာကျွန်တော်လာပြီးတော့ဝင်းရံပေးတာပါဟုတ်အကုန်လုံးနဲ့ခင်ပါတယ်မိတ်ကပ်ပညာရှင်တွေတော်တော်များများအကုန်လုံးနဲ့ခင်တယ်မာကြီးတို့နဲ့ဆိုလည်းဒါအရင်နေပါတယ်မာကြီးတို့တခြားဒီမိတ်ကပ်အာတစ်တွေနဲ့အကုန်လုံးပါပဲရင်းနေတယ်ကျွန်တော်တို့ဒီစာလုံးရေးစဒီလုံးဒီအမှုပညာတွေစဝင်နေရနေပြီးတော့သူတို့ရဲ့ကျေးဇူးတွေလည်းမကင်းပါဘူးเนาะခါလေးကြရင်ကိုကဒီမိမပုံတွေဝစ်ပြီးတော့တရုပ်ဆောင်ရတာမျိုးရှိခါကြတော့တခါလေးမေးရတယ်တချို့အခုဆိုပို့ဆိုတဲ့ဒီ dialogue လေးတွေကစအကုန်လုံးမေးရတယ်ဘာဆိုတော့ဟိုအဆင်ပြေမလားမပြေလားအဲ့လိုလေးပေါ့အများကြီးပဲပေါ့လေအရန်လဲပွင့်လင်းတယ်ပြီးတော့လည်းအရန်လဲဟောတိုင်းတိုင်းယူသားပါတယ်ကျွန်တော်တို့ဒါစုံဘူးသမျှတွေ့ဘူးသမျှတွေအကုန်လုံးပါပဲကျွန်တော်တို့အရန်ရင်းနှီးရကရိုတိုက်လည်းပေါင်းပြတယ်เนาะဆိုတော့တခါကျလို့ရှိရင်လည်းအများနဲ့လည်းစုံတယ်ရှူတင်မှာလည်းစုံတယ်ဘယ်ခရီးသွားရလည်းစုံတယ်အဲ့လိုမျိုးတင်းတနီးခိုင်ကိုမနှုတ်ဆက်ရင်တော့တို့ကအရင်ကြိုပြီးတော့နှုတ်ဆက်တာအဲ့လိုမျိုးလေးပေါ့ဒီပွဲလေးကမာကြီးစပြီးတော့ post တွေတင်နေကအလူငွေလဲထဲတယ်မာကြီးလိုအပ်တာရှင်းပြောပါဆိုတော့တချင်းလေးလာဆိုပြီးဆိုတော့လာဆိုပြီးI see little beyond the Shimalo just the only baby Shinadu ya can go down She a teacher the deep dealer She mata personal ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်သချင်းတွေပြီးတော့ကျွန်တော်ရဲ့ဇလန်တွေအားလုံးအားပေးတဲ့ပရိသတ်တယောက်ချင်းတွေအားလုံးကျေးဇူးတင်ပါတယ်เนาะ
နှစ်သေးရနေပြီးတော့အားလုံးကိုစိတ်နေပြချမ်းသာချမ်းသာဘေးရန်အပေါင်းမှကင်းဝေးပါစေစီးပါလှလှပါတွေတိုးတက်ပါစေเนาะအားလုံးဆက်ဆက်ရလဲကြွကြပါလို့ကျွန်တော်နှစ်